အားလုံးပဲမင်္ဂလာပါလေးစားတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကင်းလင်းပါကျွန်တော်ခုမိတ်ဆွေတွေကိုဒီတောက်ကြံနေတရက်မှာလောင်းလိုက်ကြီးအရှိဆုံးရှက်ပတ်သီးလေးပေါ့နော်လုံးဝတစ်ခုတည်းကိုဒါကျွန်တော်ပြပြပေးမယ်ကျွန်တော်အရင်တက်ကြနေလို့ပေါ့နော်အမှန်တိုင်းပြောမယ်ဆိုရင်အခုပြပြမယ့်အရာဒီကျွန်တော်ရှက်လုံးဝတက်ကြလို့ပါကျွန်တော်ဒါညတင်ပေးခဲ့တဲ့ဗီဒီယိုထဲမှာတော့ကျွန်တော်ဒါ cleaner formula နဲ့ပတ်သက်ပြီးတော့ကျွန်တော်အကောင်းဆုံးအရာတွေကိုဒါရှာဖွေပြီးတော့တင်ဆက်ပေးခဲ့တယ်အခုပြပြမယ်ဒီရှက်ပတ်သီးဒီလုံးဝတက်ကြပါလုံးဝကျွန်တော်ပထမမပေးတော့ဘူးလို့ဆုံးဖြတ်ထားတာဒါပေမဲ့လုံးဝလာလာပြတယ်ပေါ့နော်အဲ့အရာကြီးတစ်ခုတည်းပဲလာလာပြနေရဖြစ်တဲ့အတွက်ဒါအများသိအောင်လဲကျွန်တော်အနေနဲ့ဒါဝင်ပြပေးရခြင်းဖြစ်တယ်အဲ့တော့ယုံကြည်တဲ့လူတွေကတော့ယုံကြည်သလိုဒီရှက်ပတ်သီးတွေကိုဒါမိတ်ဆွေတို့အစင်မေလို့ဒီတောက်ကြနေတည့်ရမှာအစင်မေသလိုလုပ်လို့ရပါတယ်ဒါလေးတစ်ခုတော့ကျွန်တော်အားလုံးကိုလက်ဆောင်ပေးလိုက်ပါမယ်ခင်ဗျနော်ဒီနေ့မှာကျွန်တော်အနေနဲ့ဒါလေးပါရှက်ပတ်သီး2ဖြစ်ပါတယ်ခင်ဗျโอเคနော်ဒီတောက်ကြနေတည့်ရလုံးအကျုံးဝင်ပါတယ်ကျွန်တော်ကတော့ဒီနေ့လည်းပဲလာပေးမလားညနေပဲလာပေးမလားတော့မသိဘူးဆိုပေမဲ့လည်းကျွန်တော်စိတ်ထင်ရတော့ဒီနေ့လည်းမှာပဲဆင်းပေးဖို့တော့ရာခိုင်နှုန်းများတယ်ပေါ့နော်ဘာပဲဖြစ်တရက်စာပါအဲ့တော့မိတ်ဆွေတို့ကဒါကျွန်တော်မေတ္တာလက်ဆောင်ပေးတာပါကျွန်တော်ရဲ့ share တက်ကြတောက်ကြနေတရက်စာဇွန်လ9ရက်ကျွန်တော်ရဲ့ကေလင်းရဲ့ share တက်ကြ share ပတ်တီးလေးကတော့2ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်